လေသာဝကမ္မဝဝိပါကဝလို့ဆိုဝတ်သုံးပါလက်ပတ်ပြီးတော့ဖြစ်နေတဲ့ထဲမှာတရားဓမ္မကျင့်ကြံကြုတ်ကိုအားထုတ်ရတယ်ဆိုတာကိလေသာဝကိုဖယ်ရှားဖို့လုပ်ကြရတာကိလေသာဝကိုမဖယ်ရှားဘဲနဲ့ကမ္မဝကိုတားဆီးလို့မရဘူးနော်လောကလူတွေကကံကောင်းအောင်လာလုပ်နေကြတယ်ကံမဲ့သွားပြောနေကြတယ်ကိလေသာကိုတော့မျက်ကွယ်ပြုထားကြတယ်ကိလေသာဖယ်ရှားဖို့မကြိုးစားဘဲနဲ့ကံကောင်းအောင်ကြိုးစားလို့မရနိုင်ဘူးတဲ့ကံတရားဟာကြည့်လေကံတွေဟာဘာကြောင့်ဖြစ်နေတာတုံးဆိုပရိစ္ဆသမုပ္ပါဒ်မှာမြတ်စွာဘုရားအဝိဇ္ဇာပစ္စယသင်္ခါရလို့ဒီလိုခေါ်ထားတာရှိတယ်လေဥပါဒနာပစ္စယဘောကမ္မဘောလို့ဒီလိုခေါ်ထားတာရှိတယ်အဲ့ဒါကြောင့်မို့လို့ကိလေသာတွေရှိနေလို့ရှိရင်ကံတွေဟာရှိနေမှာပဲဒါကြောင့်မို့ကိလေသာတွေပယ်ရအောင်ကြိုးစားကိလေသာပယ်ဖို့ကြိုးစားရမယ်ဆိုရင်အမှန်ကိုသိအောင်ကြိုးစားဖို့လိုအပ်တယ်အမှန်သိပြီဆိုတာအမှန်တွေးဖို့လိုအပ်တယ်အမှန်သိတာကတမ္မာဒိဋ္ဌိအမှန်တွေးတာကတမ္မာသင်္ကပ္ပအဲ့ဒီအမှန်သိအမှန်တွေးပြီးတော့မှန်မှန်ကန်ကန်ကြိုးစားအထောက်တာကတမ္မာဝါယာမမှန်ကန်တဲ့အာယုံတစ်ခုကိုစိတ်ထဲမှာရယူတာကတမ္မာတတိအာယုံပေါ်မှာစိတ်တည်ငြိမ်အောင်ထားတာကတမ္မာသမာဓိလို့ဆိုတယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်နေပြီဆိုလို့ရှိရင်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတဲ့ဒီမဂ်ခင်၅ပါးဟာဟန်ချက်ညီညီနဲ့သင်္ခါရအာယုံပေါ်မှာအလုံးလုံးနေပြီဆိုလို့ရှိရင်ခုနပြောရတဲ့ကိလေသာတွေကနည်းတဲ့နည်းလာမှာကိလေသာတွေကိုပယ်တဲ့နည်းဟာအဲ့ဒါပဲဘယ်မှာကိလေသာဖြစ်တယ်လဲကိလေသာဖြစ်တဲ့ခန္ဓာ၅ပါးကိုအမှန်တိုင်းသိအောင်ကြိုးစားအထုတ်မှန်တိုင်းအောင်သိအောင်ကြိုးစားအထုတ်ခြင်းဖြင့်အမှန်မသိဘူးဆိုတဲ့မောဟအဝိဇ္ဇာကိုဖယ်ရှားနိုင်တယ်မောဟဝိဇ္ဇာဖယ်ရှားလိုက်ရင်အဝိဇ္ဇာရတွေ့ဝအတ္တိတဝိရာဂနိရောဓအဝိဇ္ဇာချုပ်သွားရင်သင်္ခါရနိရောဓသင်္ခါရချုပ်မယ်ဒါကြောင့်မို့လို့ကိလေသာနိရောဓကမ္မနိရောဓတဲ့ကိလေသာချုပ်မှကံဆိုတာချုပ်လို့ရတယ်နော်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေကိလေသာကိုဖယ်ရှားနိုင်အောင်ကိလေသာဖြစ်ရာဘူမိလို့ခေါ်တယ်ကိလေသာတွေဖြစ်ရာခန္ဓာ၅ပါးဥပါဒณะခန္ဓာကိုအမှန်သိအောင်ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ကြရမှာဖြစ်တယ်အဲ့ဒါလို့ဝိပဿနာဉာဏ်နဲ့ရှုမှတ်မှအမှန်သိလာတဲ့အခါမှာတွေ့တာမှုအဝိဇ္ဇာဖယ်ရှားပြီးတော့တွေ့တာမှုဆိုတဲ့တဏှာဟာကင်းပြတ်သွားမှာပဲအဲ့ဒါလို့အဝိဇ္ဇာ